ထိုင်းနိုင်ငံဘန်ကောက်အနီးလွန်ထပူရီခရိုင်ထဲမှာတည်ဆုံသွားတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့အလောင်းကိုမိသစ်ကြိုဖို့ပြင်ဆင်စဉ်ပြန်ပြီးအသက်ရှင်လာတဲ့ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။နိုဝင်ဘာ22ရက်ကတည်ဆုံသွားတဲ့အသက်65နှစ်အရွယ်အဖွားတစ်ယောက်ရဲ့အလောင်းကိုမိသစ်ကြိုဖို့ဆွေမျိုးသားချင်းတွေကဘုံကြီးကျောင်းတိုက်ကိုယူဆောင်လာခဲ့ပါတယ်။တူဘရာဇာကမိသစ်ကြိုဆက်တွေပြင်ဆင်ပြီးကားပေါ်ကအတူဘခေါင်းကိုရွှေ့ရန်ပြင်နေစဉ်အခေါင်းထဲကထုတန်ခောက်တန်တွေကြားရတဲ့အခေါင်းကိုဖွင့်ကြည့်ရမှာတော့အဖွားကမတည်သေးပဲအခေါင်းနဲ့ရန်ခောက်ပြီးအကူအညီတောင်းနေတာလို့ဆိုပါတယ်။အဖွားဟာနွမ်းနယ်ပြီးအပြော့နေတဲ့စကားကိုတက်တက်ပြောနိုင်ပြီးအခြေအနေအကုန်သိနေတယ်ဒါကြောင့်ဆွေမျိုးနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကသူ့ကိုစေယုံကြီးကိုပို့ဆောင်လိုက်ပါတယ်။အဖွားဟာပြီးခဲ့တဲ့နိုဝင်ဘာ22ရက်ညနေ9နာရီလောက်ကခြံထဲရှိအုံးပင်ချေရင်မှာလဲနေတဲ့တကိုယ်လုံးအေးဆက်တောင်တင်းနေပြီးအသက်လည်းမရှိတော့တာကြောင့်တေဆုံးသွားပြီလို့ရက်ကွက်လူကြီးကိုအကြောင်းကြားလိုက်တယ်ရက်ကွက်အုပ်ချုပ်ရေးရုံးကလည်းတေဆုံးကြောင်းထောက်ခံစာထုတ်ပေးလိုက်တယ်လို့အဖွားရဲ့မောင်တော်ဆက်သူကပြောပါတယ်။တေဆုံးသူမမတေခင်ကဘန်ကောက်ကစေယုံကြီးမှာခန္ဓာကိုယ်လှူဒန်းထားတာကြောင့်ဆွေမျိုးတွေကသူ့ရဲ့အလောင်းကိုစေယုံကိုအနံပေးဖို့ဘန်ကောက်ကိုတည်ဆောင်လာပါတယ်။စေယုံရောက်တော့အထောက်ထားမပြည့်စုံတာကြောင့်အလောင်းကိုလက်မခံဘူးသူမရဲ့မျိုးကအထောက်ထားပြန်ယူဖို့ပြောတယ်သူတို့လာခဲ့တဲ့လမ်းခရီးမှာကီလိုမီတာပေါင်း400ကျော်တာကြောင့်ပြန်သွားပြီးပြန်လာဖို့မဖြစ်နိုင်လို့ဘန်ကောက်မှာပဲတချို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ထပ်ဆွေမျိုးတစ်ယောက်ကလည်းအဆိုပါဖွားဟာနေမကောင်းလို့တရှောင်ဖြစ်နေတာ3နှစ်လောက်ရှိပြီးဒီမတိုင်ခင်ရှိကလည်းထမင်းကောင်းမစားနိုင်ဘူးအဲ့ဒီနေ့ကတော့ခန္ဓာအေးဆက်ပြီးဘလို့မှလှုပ်လို့မရတာကြောင့်အားလုံးကတေဆုံးပြီလို့ယူဆကြပါတယ်။စေယုံကတော့အဆိုပါဖွားဟာဂလူးကို့စတက်လွန်စွာကျဆင်းသွားတာကြောင့်ကိုခန္ဓာအေးဆက်နေတာဖြစ်တဲ့အမှန်ကလမ်းမှာခေါ်လာကလေးကတတိယနေပြီးကားတန်တွေနဲ့မှုအခေါင်းခောက်တန်ကိုဘယ်သူမှမကြားမိတာဖြစ်မဲ့အခုတော့စေယုံကကောင်းစွာကုသပေးနေတယ်လို့ပြောပါတယ်